အားလုံးပဲမင်္ဂလာပါရှင်ခိုင်းကော့စာပါလဲဆွဲ channel လေးကနေအားလုံးကိုပြန်လိုက်ပြီးတော့ကြိုဆိုလိုက်ပါတယ်အမဒီဗီဒီယိုကိုပေါ့နော်ပြီးခဲ့တဲ့တစ်ပတ်ကမှရှိုက်တယ်ဒါပေမဲ့မစေးလိုက်မိပဲနဲ့ဗီဒီယိုကမရှိဘူးပေါ့နော် gallery တက်ကြည့်တဲ့အခါမှာအဲ့ဒါကနေပြီးတော့မတင်ဖြစ်ရင်းနဲ့နည်းနည်းလေးနောက်ကျသွားပြီးတော့ဒီနေ့အမရိုက်ပြီးတော့ရိုက်ပြီးတဲ့နေရာမှာချင်းချင်းတင်မိလိုက်ပါမယ်အဲ့တော့အမတို့အရင်နေ့ကပေါ့နော်ဒီဗီဒီယိုကိုကြည့်ထားရဆိုလို့ရှိရင်တော့ဒီ calculator တို့ကိုဖြည့်နိုင်မယ်လို့ထင်ပါတယ်အမကိုယ့်တာကိုဖြည့်ကြည့်ဆိုပြီးတော့လေပြပြပေးထားရပေါ့နော်ဟိုက်ဒါဆိုရင်ဒီနေ့ကတော့အမတို့အဖြည့်တိုက်ကြမယ်ပေါ့အဲ့တော့သူကနံပါတ်1ကကြတော့ဒီကွက်လက်ထဲမှာဗာထည့်ရမလဲဆိုတာကိုအောက်က on တို့ခွဲခါခဲ့တို့ကနေရွေးရမှာပေါ့နော်ဒါဆိုရင်အမတို့ရွေးရမယ့်အဖြေတွေကိုအရင်ဆုံးပြောပြပေးပါမယ် on တို့ဆိုတာကြတော့အမတို့ဒီအပူချိန်ကိုပြောတာပေါ့နော်ခွဲခါခဲ့ဆိုတာကြတော့အမတို့တစ်ခုခုလုပ်မယ်ဆိုလို့ရှိရင်ခွဲခါခဲ့လုပ်ပေးတဲ့ဟာကိုခွဲခါခဲ့ပေါ့နော်အတန်ပြုတ်ပေးတာပေါ့ပြီး skinner ဆိုတာじゃနှစ်သက်တယ်လို့ပြောတာပြီးခန်းဆိုခုပေါ့နော်ဒီခန်းကိုရဲ့ခန်းနဲ့ဆိုလို့ရှိရင်အမပြောထားတာကျမ်းမာတဲ့ဘက်ဆိုတဲ့ပုံစံမျိုးရှီစိတ်ဆိုတာကိုနေဟန်ထားကိုပြောတာပြီးရင်အောက်ဒီဘက်နောက်ဆုံးကခန်းပေါ့နော်ခါအားနဲ့ခန်းထားတဲ့ခန်းဆိုခုကကြတော့သူကဒီမတန်နဲ့ဘက်တမျိုးအဖြစ်ပြောမှဆိုရင်လေးဖြတ်နေတဲ့ဘက်ပေါ့နော်ဒီလိုဘက်ကိုပြောတာဟဲ့ဒါဆိုရင်အမတို့ဒါမေကွန်းလေးတွေဖတ်ကြည့်ကြမယ်ပေါ့နော်နံပါတ်1ကကြတော့ခီကာရဲတို့ဒိုကီဝစာမခုနိုင်ယောနိဟဲနော်နိုင်နာနီနိကီယိုစကေမတ်အဲ့တော့အမတို့အဝေးစားရေးလေးပြီးတဲ့ခါမှာဆိုလို့ရှိရင်လည်းသူတို့ကိုပေါ့နော်ဒီမချမ်းအောင်လို့အခန်းရဲ့ဘာကိုအမတို့ကသတိထားမလဲဆိုတော့ဒီအခန်းမှာရှိတဲ့ on တို့ပေါ့နော်အဝတ်ချလိုက်တဲ့ခါကျတော့ဒီအဝတ်ပလာနဲ့ဆိုလူကချမ်းသွားပြီပေါ့နော်အဲ့ချိန်မှာမှဒီအခန်းကပို့ပြီးချမ်းနေမယ်ဆိုလို့ရှိရင်သူတို့ချက်ချင်းလက်ငင်းဒီခါစိတ်ပဲဖြစ်သွားနိုင်တယ်ဒါကြောင့်မို့လို့အမတို့အဝေးစားလေးတဲ့ခါမှာဆိုလို့ရှိရင်လည်းဒီအဝေးစားလေးတဲ့အခန်းရဲ့ on တို့ကိုသတိထားကြမယ်နောက်နံပါတ်2ကကြတော့ရီယိုရှာနိနာနီနာနီကိုရှိတဲ့ခီကာယေကိုမိုတိုင်းမှာရှော့ရီယိုရှာကိုတဲ့ဘာကိုလုပ်ပြီးတော့ငါတို့တို့ဝက်စားလက်ခိုင်းမလဲပေါ့နော်ဒါဆိုရင်ဒီမှာကတင့်တော်တာကြတော့ခွဲခါခဲပေါ့သူတို့ကဝက်စားလက်တဲ့ခါမှာဆိုလို့ရှိရင်လည်းညာဘက်ကရင်ဝင်မယ်နော်ဒီတဲကိုအင်ကြီးတဲ့ထဲလက်ကိုငါတို့ထဲကြမယ်စသဖြင့်ပေါ့နော်ဒီလိုမျိုးအမတော့ခွဲခါခဲလေးလုပ်ပြီးတော့မှခီကာယေလုပ်ရမယ်နံပါတ်3ကကြတော့ဖူကူကရီယိုရှာနဲ့နာနီနာနီဖူကူကိုခီတဲမိုတိုင်းမှာအဲ့တော့ဝက်စားကတဲ့အဖိုးဖားတွေရဲ့ဘလို့ဝက်စားမျိုးကိုဝက်ခိုင်းမလဲပေါ့နော်ဒါဆိုလို့ရှိရင်တင့်တော်တဲ့ဖြစ်ရကြစခိနာပေါ့နော်ကိုကခတ်တန်းရွေးပေးတာမျိုးမဟုတ်ဘဲနဲ့ခတ်တွန်းကြီးဆိုတာတစ်ဖက်သက်ပေါ့နော်ကိုကနေဒါဝိဆိုပြီးတော့တစ်ဖက်သက်ရွေးပေးတာမျိုးမဟုတ်ဘဲနဲ့သူတို့ကြိုက်တဲ့ဝက်စားကိုသူတို့ကိုဦးစားပေးပြီးတော့ရွေးခိုင်းပြီးတော့ဝက်ခိုင်းမယ်ဆိုတဲ့ပုံစံမျိုးအဲ့မှာသူတို့ရွေးလိုက်တဲ့ဝက်စားပေါ့နော်ဥမာဆောင်းနေဆိုအေးတယ်ဒါပေမဲ့သူတို့ရွေးတဲ့ဝက်စားတွေရာဒီဝက်စားမျိုးဖြစ်နေဆိုလို့ရှိရင်တော့ကိုကနည်းနည်းတော့ပြောရမှာပေါ့နော်အေးနေပြီးဒါနဲ့ဆိုနေအေးယူလာစသဖြင့်ပေါ့ဒီလောက်တော့ကိုကပြောပြရမယ်ဒါပေမဲ့တနိုင်သမျှသူတို့စခိနာဖြစ်တဲ့ဝက်စားကိုကရွေးခိုင်းရမယ်ပေါ့နံပါတ်၄ကကြတော့ဖူကူနုကုတိုကီဝါနိုင်နိုင်ခါရနုကီမတ်ပေါ့နော်အဝေးစားတွေကိုချွတ်တဲ့ခါမှာအမတို့ဘယ်ဘက်ကချွတ်မလဲအဲ့တော့ချွတ်လို့ရှိရင်အမတို့ကကောင်းတဲ့ဘက်ကနေချွတ်ကြမှာပေါ့နော်ဒါကြောင့်မလို့ခန်းဆိုခုနံပါတ်5ကကြတော့ခီကိုင်းစတုတိုကီဝါနိုင်နာနီကဂူဇူရဲဒူနော်တဲ့ကီယိုစကေမတ်အဲ့တော့အမတို့ဝေးစားလဲတဲ့ခါမှာတဲ့ဘေယာကပေါ့နော်ဂူဇူရဲဒူဆိုတာရင်းရိုင်းနေပြိုလဲတယ်ပြိုကြတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြိုကြနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပြိုလဲနိုင်နေဖြစ်တဲ့အတွက်ကြောင့်မလို့တတိထားပါတယ်အဲ့တော့အမတို့ကရှေ့စေးပေါ့နော်အမတို့ဒီလူကောင်းနေတော့မှဝေစားဝတ်တယ်ဥမာဘောင်းမိတွေပါဝတ်တဲ့ခါမှာဆိုခန္ဓာကိုယ်ကရှိန်းတာတွေရိုက်တာတွေဖြစ်တယ်မလားဒါကြောင့်မလို့ဒီလိုမျိုးဖြစ်တဲ့ဟာကိုအမတို့ဒီခန္ဓာကိုယ်ရဲ့ရှေ့စေးကိုသတိထားရမယ်ဆိုတဲ့ဟာနံပါတ်6ကကြတော့ခိုးရီခိုင်းကြောစုတုတို့ခီဝနိုင်နာနေတော့ဟိုနေရှိမှာဆိုနော်ခိုးရီဆိုအမတို့ဒီအဝတ်အစားတွေကိုတို့ပေါ့နော်ဒီလဲတာပေါ့ဒီလိုမျိုးလဲတဲ့ဟာလုပ်တဲ့ခါမှာဆိုလို့ရှိရင်အမတို့ကဘယ်ဘက်မှာပေါ့နော်မတက်ရက်မလဲပေါ့ဒါဆိုရင်အမတို့ကတို့မတန်တဲ့ဘက်လေးဖြတ်တဲ့ဘက်မကောင်းတဲ့ဘက်မှာမတက်ရက်ကမယ်ပေါ့ဟိုက်ဒါဆိုမင်းနဲ့ဆိုလို့ဖြစ်နိုင်မယ်လို့ထင်တယ်ပေါ့နော်အဖြေလေးတွေကကြတော့ဒီအောက်မှာရေးထားတဲ့ဟာတွေကအစင်တိုင်းလေးပေါ့နော်ဒီတစ်ခေါက်ကတော့ဒီအဖြေလေးတွေအစင်တိုင်းလေးဖြစ်နေပါတယ်ဒီအောက်မှာလည်းအဖြေလေးတွေရေးပေးထားရပေါ့နော်ဟိုက်ဒါဆိုလို့ရှိရင်နောက်နံပါတ်2ကကြတော့တာတာရှိမွန်တို့အဲဒါပြီးမှရှော့မှန်ကန်တဲ့အောင်ရေးကြရအောင်နဲ့နံပါတ်1ကဂျီဘွန်နဲ့ခီကိုင်းတို့ဟီတိုကမိမမိုဒီကရှိမဆန်အဲ့တော့သူ့ဘာသာသူဝေစားဝတ်တယ်လဲနိုင်တဲ့သူကိုတဲ့အမတို့ကမိမမိုဒီမလုပ်ပါဘူးတဲ့အဲ့တော့မှားရပေါ့နော်အမတို့ကမိမမိုဒီကရေးကြည့်ရဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ဘာသူလုံနိုင်တယ်မလုံနိုင်ကိုကမိမမိုဒီလုပ်ပေးရမယ်အဲ့တော့နံပါတ်1ကမှားတယ်နှစ်ကကြတော့ယောရုနဲရုတို့ခီမိုဟီရူမာတိုအိုနာဂျီဖူခုတဲ့ e တဲ့အဲ့တော့ယောရုဆိုဒီညနေပတ်တည်းပြီးနေတဲ့နဲရုတို့ခီဆိုအဲ့တဲ့အချိန်လေးပေါ့နော်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်လေတဲ့ဒီနေ့လည်းပဲပေါ့နော်အဝိစားတူတူနဲ့ပဲရတယ်ပေါ့အဲ့တော့မရအောင်တော့မဟုတ်ဘူးရတယ်ဒါပေမဲ့လို့ဒီနေရာမှာကျတော့သူကဘယ်လိုပြောမလဲဆိုတော့တမထေးဖြစ်နေတာပေါ့နော်တချို့ကျတော့လဲတဲ့သူတွေရှိတယ်ငါတို့ရဲ့ကေဟာမှာလည်းပေါ့နော်ချို့ဖိုးပိုင်းဆိုရင်သူတို့အိတ်ခံနေမှာသူတို့ပဲကြားမလဲတယ်အချို့ကျတော့မလဲဘူးမနေ့နေ့လည်းညာဒီဝစားပေးတောက်လျှောက်တော့အုပ်ဖူတော်ဝင်မှလဲတယ်ဒါကြောင့်မို့လဲလူလည်းရှိရမလဲလူလည်းရှိရဖြစ်တဲ့ကြောင့်မို့လို့အဖေကဒီမှာတမထေးဖြစ်နေဖြစ်တဲ့အတွက်နံပါတ်2အဖေကိုလည်းမှန်တယ်လို့ရွေးလို့မရဘူးပေါ့နော်တကယ်ဘယ်လိုပြောမလဲဟိုသူတို့ရဲ့ဒီ legally ရဆိုလို့ရှိရင်တော့လဲရမယ်ကွယ်ဒါပေမဲ့လို့တချို့ကြတော့လေအသက်ကြီးလာတဲ့ခါမှာလှုပ်ရှုပ်လို့မလဲကြတော့ဘူးနောက်တချို့ကြတော့လေသူတို့ဘာသူတို့မလုပ်နိုင်တဲ့ခါမှာရိတ်တာနေပြီးတော့ဘယ်လိုပြောမလဲဝန်ထမ်းနေရာပဲဆုံးဖြတ်လိုက်တဲ့ပုံစံမျိုးပေါ့ကွယ်ဒါမလဲလဲဘာမှဖြစ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့မလဲကြတော့ဗောနော်ဒါကြောင့်မို့လို့နံပါတ်1အဖြေကိုမတော့မှန်တယ်လို့ယူလို့မရအောင်နံပါတ်3ကကြာဖူကူဘခန်းဆိုကုနဟိုကာရာခိမတ်ဆိုတော့အမတို့ဝက်စားတွေကိုဝစ်တဲ့ခါမှာဆိုလို့ရှိရင်လေးဖြတ်တဲ့ဘက်ကနေဝစ်မယ်ပေါ့နော်အဲ့တော့အမတို့ကဝစ်လို့ရှိရင်ဒီမကောင်းတဲ့ဘက်ကနေဝစ်ကမှာဖြစ်တဲ့ကြောင့်မို့လို့နံပါတ်3ကမှန်တယ်နော်
နံပါတ်4ကကြတော့ခိကာရဲတို့ခိဝချာခုခန်ဒါစခန်ကတရရှိတယ်အဝိစားတွေကိုဒီဝိတာချရာတွေပြုလုပ်တဲ့အခါပေါ့နော်အဝိစားလဲတဲ့အခါမှာဆိုလို့ရှိရင်တဲ့အမားတို့ကပေါ့နော်ချွတ်တဲ့အခါမှာဆိုလို့ရှိရင်ကျမ်းမာတဲ့ဘက်ကချွတ်မယ်ဟုတ်ကောမဲ့ဝတ်တဲ့ခါမှာဆိုလို့ရှိရင်ကျမ်းမာတဲ့ဘက်ကဝတ်ပြီးတော့ချွတ်တဲ့ခါမှာဆိုလို့ရှိရင်လေဖြတ်တဲ့ဘက်ကနေချွတ်မယ်ဆိုပြီးသူကရေးထားတယ်နော်သူကခရခုဖြစ်နေတာမှားနေတယ်ဒါကြောင့်မို့နံပါတ်4ကမှားတယ်နံပါတ်5ကကြတော့ဇူဘုံဝအာရှိနော်စာခီယာခခတုန်နိခခရာနာယောနိရှိမတ်အမတို့ဘောင်းမီတွေဝတ်တဲ့ခါမှာဘောင်းမီတွေကဒီခြေထောက်ရဲ့ပေါ့နော်ခြေထောက်တွေပြကြလို့ရှိရင်ဒီခြေထောက်ထိပ်ဖျားလေးတွေခြေဖက်နှောက်တွေနဲ့ပေါ့နော်မညှိအောင်လို့အမတို့သတိထားမှာဖြစ်ပါတယ်ဒါကြောင့်မို့နံပါတ်5ဖြေရမှန်ပါတယ်အဲ့တော့နံပါတ်3ရ5ရမှန်နေဒီဟာကျတော့အရှိရသင်ခန်းစာတွေကိုမကြည့်ခဲ့ဘူးဆိုရင်တော့မင်းနာဆန်တို့ကအခုမှမြန်မာပိုင်းလေ့လာထားတယ်ပေါ့နော်ဂျပန်ပိုင်းလေ့လာထားတဲ့သူဆိုလို့ရှိရင်လည်းဖြေနိုင်မယ်လို့ထင်ပါတယ်ကဲရဒီထဲမှာကိုကမဖြေနိုင်လိုက်တဲ့မေးခွန်းလေးတွေရှိခဲ့တယ်ဆိုလို့ရှိရင်လည်းမင်းနာဆန်တို့ဒီပေါ့နော်ရှေ့ရဗီဒီယိုလေးတွေကြည့်ပါပြီးတော့ဂျပန်ပိုင်းဖြေမဲ့သူတွေကဒီဟာလေးတွေကဒီစာအုပ်ကအသုံးဝင်တယ်နော်ဂျပန်ပိုင်းဖြေမဲ့သူတွေဆိုရင်လည်းဒါလေ့လာလို့ရပါတယ်ဟိုက်ဒီနေ့ကကျတော့အမတို့ကခိုင်ဂောနိခိပေါ့နော်ခိုင်ဂောနိခိကဒီလိုသင်ခန်းစာလေးတစ်ခုပြီးသွားတဲ့ခါမှာပါတာပေါ့အဲ့တော့ခိုင်ဂောနိခိကတော့အမကဒီစာအုပ်ထဲမှာအကြိုက်ဆုံးဟာပေါ့နော်ဒီနေ့ကဘာအကြောင်းရလဲဆိုလို့ရှိရင်ကျတော့လျောချဆာမှာတော့ဝါကိုက်ကော့တို့ပေါ့နော်သူတို့တွေဒီငယ်ရွယ်ခဲ့တဲ့အချိန်တုန်းကတဲ့ဒါဆိုအဖိုးဖွားတွေငယ်ရွယ်တုန်းကဘယ်လိုမျိုးဖြစ်မလဲစိတ်ဝင်စားဖို့ကောင်းတယ်နော်အမတို့ဖတ်ကြည့်ကြရအောင်အဲ့တော့ဇန်ဂျီဆိုကျူဂျိုဆိုင်နေတာတို့လျောချဆာမှာတော့ကျော်ရှိဆိုတဲ့ဟာနာရှိရှိမတ်တာပြီးခဲ့တဲ့ရက်ကတဲ့ဒီအသက်60အရွယ်ရှိတယ်ပေါ့နော်အသက်60ရှိနေပြီဖြစ်တဲ့ဒီလျောချာနဲ့သူ့ရဲ့ဒီကျော်ရှိဆိုဆိုတာသူတို့နေတဲ့ hair ကိုပြောတာပေါ့နော်အမတို့ခိတို့ခုရေးတဲ့ကမှာဆိုရင်လေ comment နဲ့အဲ့တော့အမတို့ခိတို့ခုရေးတဲ့ခါမှာဆိုလို့ရှိရင်အမတို့ဟဲရမရေးဘဲနဲ့ကျော်ရှိဆိုလို့ရေးလို့အမပြောရပေါ့နော်အဲ့တော့သူတို့ရဲ့ဒီအခန်းထဲမှာတဲ့စကားပြောခဲ့ပါတယ်တဲ့မူကာရှိနာရှာရှင်ကိုမီစေတဲ့အာခဲရုတို့အေဝါတဲ့တဲ့အာရူပါမှုကိုမီမတ်တာအရင်တော့ဓာတ်ပုံကိုနင်းကကြည့်ခိုင်းမယ်ဆိုပြီးတော့သူကပြောတဲ့အတွက်ကြောင့်မလို့သူကအဲ့ဒီ Evan ကိုကြည့်ခဲ့ပါတယ်ပေါ့နော်ဆိုခိုနီဝセーラフクを着た美しい女子学生の姿がありましたအဲ့ဒီ album ကိုကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ဆိုခိုနီဝါဆိုအဲ့ဒီ album ကိုပြန်ညွှန်းတာမှာဆိုလို့ရှိရင်ပေါ့နော်ဆေရာဖူကုဆိုတာဒီသူတို့ရဲ့ကျောင်း uniform လေးတွေကိုပြောတာအဲ့ဒါကိုဝတ်ထားရဲပေါ့နော်ဒီ Utsukushi Joshi Gakusei ဆိုတာ main ကလေးကျောင်းသူ main ကလေးငယ်လေးလှပတဲ့ကျောင်းသူ main ကလေးငယ်လေးရဲ့ပုံစံကတွေ့ခဲ့ရပေါ့နော်သူအဲ့တပုံနေကြည့်လိုက်တဲ့အခါမှာဆိုရင်အရင်တော့ကဒီကျောင်းဝတ်ဆောင်လေးဝတ်ထားတဲ့လှပတဲ့ main ကလေးငယ်လေးကိုတွေ့ခဲ့တယ်ဝတာရှိဝマーゴさんですかと言ってしまいましたအခါမှာဝင်းနဲ့နေပြီးတော့ပေါ့နော်ဒါနင်းရဲ့အိုမားဂေါဆန်လားဆိုတော့ဒါနင်းရဲ့မြီးလားဆိုပြီးတော့သူကမေးလိုက်တာပေါ့ခြေကဝ私よと言われて私はびっくりしましたမဟုတ်ဘူးတဲ့အဲ့ဒါငါလေးဆိုပြီးတော့ဒါအဖိုးဖွားကြီးอ่ะပေါ့နော်အဖိုးချော်ဆေးဆိုတော့ comment ဟိုအဖွားပေါ့နော်မဟုတ်ဘူးအဲ့ဒါငါလေးဆိုပြီးတော့သူကပြောတဲ့အတွက်ကြောင့်မို့လို့တဲ့ပေါ့နော်ဝါတာရှိစာဒီရှော့ခွင်းဆန်ကနေပြီးတော့သူလက်ရံသွားပြီပေါ့ကွယ်သူထင်လိုက်တာဒီတက်ပုံလေးထဲမှာကြည့်လိုက်တဲ့ခါမှာဒါသူ့ရဲ့မြီးလို့ထင်လိုက်တာဒါပေမဲ့ तू ကသူ့ရဲ့မြင်းမဟုတ်ဘဲနဲ့ तू ဆိုပြီးပြလိုက်တဲ့ခါမှာဝင်နေပြီးခုတိဖြစ်ခဲ့တယ်ပေါ့နော်ဒီရချဆာမာはいつまでも優しくて上品だと思ってしまいましたがよく顔を見ると昔と似ていますပေါ့နော်သူကဒီအဖွားကတဲ့အရင်ကလေးအမြဲတမ်းပေါ့နော်သူက優しいဖြစ်တယ်ပြီးရင် johin ဆိုတာပြောရမယ်ဆိုရင်ဂုံချက်တည်ရှိတာလို့ပြောတာပေါ့နော်ဒီမှာ hin ဆိုတာပစ္စည်းကိုပြောတာမဟုတ်ဂုံချက်တည်ဆိုတဲ့ပုံစံမျိုးပြောတာဂုံချက်တည်ရှိတယ်လို့သူကအမြဲတမ်းလဲထင်တယ်အခုသူဓာတ်ပုံကိုကြည့်လိုက်တဲ့အခါမှာလေဆိုလဲအရင်တုန်းကနဲ့သူကတူနေသေးရဲ့ပေါ့ကွယ်ပြောရမယ်ဆိုရင်ငယ်တော့ပုံနဲ့အခုပုံတွေကတူတယ်ဆိုတဲ့ပုံစံမျိုးနော်အသက်60ကျောင်းသူဘွားနဲ့အသက်60ရောက်လာပြီမဲ့သူကအမြဲတမ်းရသားရှိဖြစ်ပြီးတော့ဒီကြက်တည်ရှိတဲ့ main ကလေးပုံစံလေးဖြစ်တယ်ပေါ့တိုတဲမိုရှီယာဝါဆဲနာချင်းဆဲယိုအိုကူရာတဲ့တက်ခိတာဟီတိုနန်တဲ့တို့အမိုယီမတ်တာတကယ်ကိုပဲပေါ့နော်ဒီပြောစရာကောင်းတဲ့လူဘဝကိုဒါဖြတ်တန်းလာတဲ့လူလို့သူထင်ခဲ့ပါရဲ့တဲ့ဟိုက်ဒါဆိုလို့ရှိရင်တော့ဒီစာပိုက်လေးကိုနားလည်မယ်ထင်တယ်ပေါ့နော်ဒီအဖွားနဲ့သူ့အခန်းထဲမှာဓာတ်ပုံ album ကိုကြည့်လိုက်တဲ့အခါမှာဒီကျောင်းဝတ်ဆောင်လေးဝတ်ထားတဲ့ main ကလေးငယ်လေးကိုတွေ့ခဲ့တယ်အခါမှာဝင်နေနေပြီးတော့ပေါ့နော်ဒီအဖွားရဲ့မြည်လို့ထင်လိုက်ပြီမဲ့တကယ်တော့ဒီရီယောချဆန်ဖြစ်နေတာပေါ့နော်သူငယ်တော့ပုံလေးပေါ့အဲ့ဒါကိုသူပြပြထားတာပေါ့နော်ဟိုက်ဒါဆိုလို့ရှိရင်တော့အမကဒီနေ့ကတော့ဒီမှာပဲရက်လိုက်မယ်ပေါ့နော်အမခုနလည်းဖုန်းလေးဝင်လာလို့ပါပြီးတော့လို့ရှိရင်တော့နောက်ရက်ကြလို့ရှိရင်တော့အမတို့ဒီ short kuji ခိုင်းကြောနဲ့ပတ်သက်တဲ့ဟာလေးကိုအမတင်ပေးပါမယ်ဟိုက်မင်းနာဆိုင်မှာတန်းနေ